ဓမြမှုနဲ့အဖမ်းခံရမှုတဲ့ပြည်ကြီးတကောမြို့နယ်ပြူစောတိကောင်းဆောင်ဘိုးတုတ်ခေါ်တင်မျိုးဝင်းဆိုတဲ့ကောင်ဟာကြက်ခိုင်ပါတီတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြည်ကြီးတကောမြို့နယ်ကနေဝင်ရောက်ရှင်ပြိုင်မဲ့ကြက်ခိုင်ပါတီကိုယ်စားလှယ်လောင်းဖြစ်ပါတယ်ဘိုးတုတ်ဆိုတဲ့ကောင်ဟာရခိုင်ကလေးကကြက်ခိုင်ပါတီအမာခံလူငယ်တဦးဖြစ်ပါတယ်မန္တလေးဒေသမှာအမျိုးဘာသာသာသနာဗလီကိစ္စတွေနဲ့ပတ်သက်ပြီးတော့တိုမီရှိုမီလုပ်ဖို့အတွက်မန္တလေးတိုင်းကြက်ခိုင်ပါတီဥက္ကဋ္ဌကလက်သက်မွေးထားတဲ့လက်ပတ်နေတကောင်လည်းဖြစ်ပါတယ်ဦးလေးစမိုင်းဆိုတဲ့အကောင့်များစွာကိုအသုံးပြုပါတယ်အာနာသိပြီးနောက်မှာဖိုးတုတ်ကိုပြည်ကြီးတကွန်ပြူစောတိခေါင်းဆောင်ဖြစ်ကြက်ခိုင်ပါတီကအခန့်အပ်ခဲ့ပါတယ်ဖိုးတုတ်ကပြူစောတိခေါင်းဆောင်ဖြစ်လာတဲ့အချိန်မှာတနက်ကင်ပြီးတော့ပြည်သူတွေအပေါ်မှာချင်းချောက်တာတွေကိုမကြာခဏလိုက်လွှင့်လေးရှိပါတယ်ထောက်ထားမရှိတဲ့အချက်အလက်ကိန်းဂဏန်းတွေနဲ့ဒေါအောင်ဆန်းစုကြည်ကိုတိုက်ခိုက်လေးရှိတဲ့ပညာမဲ့အစောက်ဘောတကောင်လည်းဖြစ်ပါတယ်ပြည်ကြီးတကွန်မြို့နယ်အတွင်းကအိမ်တွေကိုဖျက်ဆီးတဲ့အခါမှာကောချိတ်ပိတ်တဲ့အခါမှာကောထဲဝင်ဝင်ပါဝင်ခဲ့သူဖြစ်ပါတယ်ပြည်ကြီးတကွန်မြို့နယ်အတွင်းကဓမြတိုက်မှုတွေကားခိုးမှုတွေမှာပါဝင်ခဲ့တဲ့သူဖြစ်ပါတယ်2023အောက်တိုဘာ9ရက်နေ့မှာပြည်ကြီးတကွန်မြို့နယ်ကန်ကြီးကုန်းရက်ကွက်အုပ်ချုပ်ရေးမှုဖြစ်သူမြင့်လွင်နဲ့ပြူစောတိခေါင်းဆောင်ဖြစ်သူပိုးတုတ်တို့ကိုဓမြမှုကားခိုးမှုတွေနဲ့အရဲကဖမ်းဆီးခဲ့ပါတယ်ရင်းနှီးတက်နေတဲ့ဆယ်ပြားစိတ်ကိုသေးပန်းထားသလိုအင်္ဂါရုပ်ရှိတဲ့ပိုးတုတ်ဟာအာနာမသိခင်ကာလတွေမှာစောင်းငမွဲတကောင်သာဖြစ်ခဲ့ပါတယ်အာနာသိပြီးနောက်ပြူစောတိခေါင်းဆောင်ဖြစ်လာခြင်းမှာတော့သိန်းထောင်ကျော်တန်ကားတွေသိန်းထောင်ကျော်တန်တိုက်တွေနဲ့ကျွယ်ဝချမ်းသာလာခဲ့တာကိုကြည်ချင်းအဖြစ်မန္တလေးမြို့တွင်ကဓမြမှုတွေမှာပါဝင်ခဲ့တယ်ဆိုတာထင်ရှားပါတယ်ဝေကြီးချမ်းသာလာတဲ့အချိန်မှာပိုးတုတ်ဟာသိန်းရာကနန်းလေးပါရှိတဲ့အရက်ပလင်းတွေလက်ဆောင်ချင်းတွေနဲ့နေပြည်တော်ကကြက်ခိုင်ပါတီဥက္ကဋ္ဌတွေဘိုးအလုံးမှုဆောင်တွေတဲ့အထိချင်းကပ်နိုင်ခဲ့ပါတယ်ဒါကြောင့်မို့လဲဓမြတိုက်မှုနဲ့အပန်းခံရချိန်မှာကန်ကြီးကုန်းရက်ကွက်အုပ်ချုပ်ရေးမှူးမြင့်လွင်ကထောင်ကျသွားပြီးတော့ဖိုးတုတ်ကတော့ကြက်ခိုင်ပါတီဥက္ကဋ္ဌခင်ကြီးမန္တလေးတိုင်းကြက်ခိုင်ပါတီဥက္ကဋ္ဌအောင်ကျော်မိုးရဲ့ဖိအားကြောင့်ပြန်လည်လွတ်မြောက်လာခဲ့ပြီးတော့ပြည်ကြီးတကွန်မြို့နယ်ကန်ကြီးကုန်းရက်ကွက်အုပ်ချုပ်ရေးမှူးဖြစ်လာခဲ့ပါတယ်အခုချိန်မှာလဲပြည်ကြီးတကွန်မြို့နယ်ရဲ့တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်းအဆင့်ထိရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်ပြည်ကြီးတကွန်မြို့နယ်သူမြို့နယ်သားတွေရဲ့လူမှုစီးပွားဥစ္စာတွေလုံခြုံဖို့ဖိုးတုတ်ကိုပဲမဲပေးစို့ဆိုပြီးမန္တလေးတိုင်း USDP page ကနေမဲဆွယ်ပေးထားတာကိုတွေ့ရပါတယ်တောင်သူလယ်သမားတွေရဲ့အကျွေးကိုလျှော်ပေးဖို့မြန်မာနိုင်ငံစံစပါးအသင်းချုပ်တာဝန်ရှိသူတွေကိုဒေါ်အောင်ဆန်းစုကြည်ကရစ်တာရက်ခံခဲ့တဲ့ကိစ္စဟာအဂတိလိုက်စားတဲ့ကိစ္စဖြစ်ပြီးNASA ကအစိုးရအနေနဲ့ဒေါ်အောင်ဆန်းစုကြည်ကိုတည်တံပေးတင်တယ်လို့ပြောလာခဲ့တဲ့ကောင်ကတော့11 Media ရဲ့သတင်းတောက်ဟောင်းကလဒိန်ဖြိုးဝေဝင်းဖြစ်ပါတယ်ဒေါ်အောင်ဆန်းစုကြည်အနေနဲ့စံစပါးအသင်းချုပ်တာဝန်ရှိသူတွေထံကနေတောင်သူတွေအတွက်အကျွေးတွေကိုတတ်နိုင်သလောက်လျှော်ပေးဖို့မွေးနေ့လက်ဆောင်ဖြစ်တောင်းဆိုခဲ့မှုတဲ့ဆိုတဲ့သတင်းကတော့မှန်ကန်ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်ကာလဟာဦးသိန်းစိန်အစိုးရလက်ထက်ကာလဖြစ်ပြီးတော့ဒေါ်အောင်ဆန်းစုကြည်ဟာအုပ်ချုပ်ရေးအာဏာပိုင်တယောက်မဟုတ်ဘဲနဲ့လွှတ်တော်ကိုယ်စားလှယ်အဆင့်သာရှိပါသေးတယ်။အုပ်ချုပ်ရေးအာဏာပိုင်မဟုတ်တဲ့အတွက် PR ပေးတောင်းဆိုတဲ့သဘောလည်းမတက်ရောက်ပါဘူး။ PR ပေးလို့ရတဲ့လုပ်ပိုင်ခွင့်အာဏာလည်းဒေါ်အောင်ဆန်းစုကြည်ထံမှာမရှိပါဘူး။သူ့ကိုမွေးနေ့လက်ဆောင်ပေးခြင်းနဲ့ဆိုရင်တောင်သူတွေရဲ့အကျွေးတွေကိုသာစံစပါးအသင်းချုပ်အနေနဲ့တတ်နိုင်သလောက်လျှော်ပေးဖို့သူ့ကိုချစ်ခင်တဲ့သူတွေကိုမေတ္တာရက်ခံခဲ့ခြင်းသာဖြစ်ပါတယ်။မေတ္တာရက်ခံတယ်ဆိုတာ request လုပ်ခြင်းသာဖြစ်ပါတယ်။ by force နဲ့အမင်ပေးခြင်းမဟုတ်ဘူးဆိုတာကို11သတင်းတောက်ဟောင်းကလဒိန်ဖြိုးဝေဝင်းအနေနဲ့လူလိုနားလည်ဖို့မပေါ်ပါဘူး။ဒါကကိုကျိုးအတွက်မဟုတ်ပဲတောင်သူတွေအတွက်ရစ်တာရက်ခံခဲ့ခြင်းဖြစ်တဲ့အတွက်အဂတိမှုလည်းမမြောက်ပါဘူး။မဲလိုချင်လို့ကိုကျိုးစီးပွားရှာတဲ့ပုံစံလည်းမဟုတ်တာသိကြပါတယ်။ဘာလို့လဲဆိုတော့ဒေါ်အောင်ဆန်းစုကြည်ရဲ့ပါဇက်ကနေကျမကတောင်သူတွေအတွက်အဲ့လိုလှုပ်ပေးခဲ့ပါတယ်ဆိုတဲ့စကားကိုတခါမှထုတ်မပြောခဲ့ပါဘူး။ဒီကိစ္စကို2015ရွေးကောက်ပွဲပြီးတဲ့အချိန်NLD အစိုးရတက်လာတဲ့အချိန်မှသာစံစပါးအသင်းချုပ်ဥက္ကဋ္ဌဦးစိုးထွန်းကထုတ်ပြောခဲ့လို့အများပြည်သူတွေသိရှိခဲ့ရတာဖြစ်ပါတယ်။ဒါကအဲ့ဒီအချိန်တုန်းကစံစပါးအသင်းချုပ်ဥက္ကဋ္ဌဦးစိုးထွန်းကိုယ်တိုင်ရေးသားခဲ့တဲ့ post ဖြစ်ပါတယ်။ဒီအချက်အလက်တွေကိုကြည့်ချင်းအဖြစ်ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ကိုကျိုးစီးပွားအတွက်လုပ်ခဲ့တာမဟုတ်သလိုမဲရဖို့အတွက်လုပ်ခဲ့တာမဟုတ်ဘူးဆိုတာကိုလည်းမြင်နိုင်ပါတယ်။11သတင်းတောက်ဟောင်းကလဒိန်ဖြိုးဝေဝင်းဟာပကုတ်ကူဇာတိဖြစ်ပါတယ်။ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကိစ္စနဲ့တရားစွဲခံရပြီး
ထောင်ထဲမှာခဏလောက်နေခဲ့ရကြတဲ့က NLD နဲ့ဒေါ်အောင်ဆန်းစုကြည်ကိုတောက်လျှောက်တိုက်ခိုက်နေခဲ့တဲ့ကလပ်တိန်ဖြစ်ပါတယ်။ထောင်ထဲမှာ2လလောက်ပဲနေခဲ့ရတာကိုကဘာမကြေတွေဖြစ်နေပြီးတော့နာကြည့်နေတဲ့ပုံကိုကြည့်ရတာသူ့ကိုထောင်တန်းစည်းတွေကဖင်ဝိုင်းချလိုက်လို့ NLD ကိုကဘာမကြေဖြစ်ပြီးနာကြည့်နေတဲ့ပုံစံဖြစ်နေတာကိုတွေ့ရပါတယ်။2020ရွေးကောက်ပွဲအပြီးမှာ NLD ပါတီကိုမဲခိုးတယ်လို့စတင်ဝါဒပြန့်ခဲ့တာကကလပ်တိန်ဖြိုးဝေဝင်းနဲ့ကျန်းဖို့ပါတီကအောင်ပိုင်မင်းရဲ့မယံငယ်နမ်းမြမြမိမိစော်တို့ဖြစ်ပါတယ်။မဲအနိုင်ရှုံးရလကတင်တင်ရှားရှားပေါ်လွင်နေတဲ့အတွက်ကျန်းဖို့ပါတီဘက်ကတော့ဘာအတန်မှရဲရဲတင်းတင်းမထွက်ရဲသေးပဲမပါတာစောက်ပေါ်ရှင်နေကိုပိုင်ဆိုတဲ့ကောင်နဲ့ကြက်မပြေတဲ့ကျန်းဖို့ရှင်နေတက္ကသိုလ်မေတူသူဆိုတဲ့2ယောက်ကိုသတင်းစာရှင်းလင်းပွဲလုပ်ခိုင်းပြီးတော့စောက်ပေါ်တွေကိုရှေ့တန်းတင်ပြီးမှ NLD မဲခိုးပါတယ်ဆိုပြီးမရဲတရဲအကွက်ခင်းခဲ့ရတာပဲဖြစ်ပါတယ်။အမျိုးသားရေးရှင်းနေဆိုသူစောက်ပေါ်ကိုပိုင်ဆိုတာဒီကောင်ပဲဖြစ်ပါတယ်။ The president neglected and we can found that the failure of the electoral platform to hold the electoral in accordance with the Constitution Article 84 for the request of the 25% of the parliament member altogether 203 to find out the solution for the plan of the voter list. စစ်တပ်ထောက်ခံပွဲတစ်ခုမှာတပလီဒဲနီကဒဲဟော့တော့ဆိုပြီးတော့အင်္ဂုလိမာလာတို့ရွတ်တယ်လို့အင်္ဂလိပ်စာပြောတာလို့နဲ့ဝေခွဲမရတဲ့ကောင်ဖြစ်ပါတယ်။ကိုပိုင်ဆိုတဲ့သူကတက္ကသိုလ်မေသူဒုခဒေါ်တန်းတန်းအေးဆိုတဲ့သူက2ယောက်စလုံးကသူတို့ရဲ့ Facebook အကောင့်တွေမှာငွေ2ကောင်မိတ်လိုက်နေပုံတွေကို share ရင်ရက်ပိုင်းတွင်ငွေဝင်လိမ့်မယ်ဆိုတဲ့ post တွေကိုထိုင် share နေတတ်ကြသူတွေဖြစ်ပါတယ်။ကျန်းဖို့ပါတီက NLD ကိုမဲခိုးတယ်ဆိုပြီးဆွဆွဲဖို့အတွက်သူတို့ငပေါ်2ကောင်ကိုစတင်ပွဲထုတ်ခဲ့ပုံတွေအကြောင်းကိုနောက်ဗီဒီယိုဖိုင်တွေကြမှာတက်တင်ပြပေးပါဦးမယ်။ကျန်းဖို့ပါတီကတော့ NLD မဲခိုးပါတယ်လို့ရဲရဲတင်းတင်းထွက်မပြောရသေးတဲ့အချိန်မှာ11သတင်းတောင်ဟောင်းကလပ်တိန်ဖြိုးဝင်ဝင်က NLD မဲခိုးပါတယ်ဆိုပြီးစတင်ဝါဒပြန့်ခဲ့တဲ့ကောင်ဖြစ်ပါတယ်။အာနာတေးပြီးနောက်မှာလဲဆန္ဒပြပြည်သူတွေကိုစောက်ပေါ်တွေအဖြစ်ဝေဖန်ခဲ့တဲ့ကောင်ဖြစ်ပါတယ်။မြန်မာ Transparency Ampli News Channel ဆိုတဲ့ channel တစ်ခုဖွင့်ပြီးတော့ PDF တွေနဲ့တိုင်းရင်းသား EAO ခေါင်းဆောင်တွေကိုသတင်းအမှားများစွာနဲ့ဆဲဆိုတိုက်ခိုက်နေတဲ့ကောင်ဖြစ်ပါတယ်။ PAS မြန်မာချင်းငွေလုပ်ငန်းကဓမ္မနိုင်ငံသားတွေကိုချင်းငွေအကုန်လုံးလျှော်ပေးပြီးမြန်မာပြည်ကထွက်ခွာတဲ့အချိန်မှာလဲဒါဟာ NUG PDF တွေရဲ့ချင်းချောက်မှုကြောင့်ထွက်ခွာရတာပါဆိုပြီးတော့သူရဲ့ Ampli News Telegram Channel မှာအရှက်မရှိပြောင်းစားဝါဒဖြန့်ခဲ့တဲ့ကောင်ဖြစ်ပါတယ်။အမျက်ငွေနဲ့ပိုင်ဆိုင်မှုအားလုံးကိုလွှဲပြောင်းပေးရမယ်လို့စစ်တပ်က PR ပေးလာလို့မြန်မာပြည်ကနေထွက်ခွာရခြင်းဖြစ်ကြောင်း PAS မြန်မာကုမ္ပဏီကတရားဝင်စာထုတ်ပြန်လာတဲ့အခါမှသာကလပ်တိန်ဖြိုးဝင်ကသူ့ရဲ့ post ကိုအရှက်မရှိပြန်ဖြတ်သွားခဲ့တာဖြစ်ပါတယ်။ပြည်တော်လုံးပါတီဥက္ကဋ္ဌဒေါ်တက်ခိုင်ကိုစစ်ကောင်စီ UEC ကပယ်ချလိုက်တဲ့သတင်းကို BBC ကဖော်ပြတဲ့အချိန်မှာလဲBBC ကပဲကလင်ကချစ်လုပ်နေတာဖြစ်တဲ့အတွက် BBC ကိုတရားစွဲတင်ကြောင်းဆိုပြီးကလပ်တိန်ဖြိုးဝင်ကသူ့ရဲ့မီဒီယာကနေသတင်းရေးသားခဲ့ပါတယ်။ UEC ကဒေါ်တက်ခိုင်ကိုပယ်ချလိုက်ကြောင်းတရားဝင်သတင်းထုတ်ပြန်လာတဲ့အချိန်မှသာကလပ်တိန်ဖြိုးဝင်ကသူ့ရဲ့ post ကိုအရှက်မရှိပြန်ဖြတ်သွားခဲ့တဲ့အောက်တန်းစားကောင်ဖြစ်ပါတယ်။ရန်ကုန်တိုင်းစာရဖထောင်လိုင်းရင်းနဲ့ပေါင်းပြီးတော့တာမွေမြို့နယ်မှာရခိုင်မုန်းတီးရေးစာဆောင်တွေကိုဖြန့်ဝေခဲ့တာကလည်းဒီကောင်ကလပ်တိန်ဖြိုးဝင်ပဲဖြစ်ပါတယ်။ဒီကောင်ဟာတာမွေကြောင်မြောင်းဘယ်လမ်းထဲမှာအိမ်ငှားပြီးနေတယ်ဆိုတာတွေဘယ်လက်ပတ်ရီဆိုင်မှာထိုင်လဲဆိုတာတွေနဲ့အခုဘယ်နေရာမှာအိမ်ငှားဖို့လုပ်နေလဲဆိုတာတွေကိုကျွန်တော်အနေနဲ့သိပြီးသားဖြစ်ပါတယ်။ဒါပေမဲ့သတင်းသမားကျင့်ဝတ်အရမပြောတဲ့ကိစ္စဖြစ်တဲ့အတွက်ဒါကိုတော့ထုတ်မပြောလို့ပါဘူး။2024ခုနှစ်ဖေဖော်ဝါရီလ6ရက်နေ့မှာကြောက်တော်တိုက်ပွဲမှာစစ်ရေးရင်3စီးပေါ်ကစစ်တပ်မိသားစုဝင်တွေအားလုံးကို AA နဲ့ရခိုင်ရွာသူရွာသားအားလုံးကတပ်ပစ်လိုက်ကြတယ်ဆိုတဲ့သတင်းကိုစတင်ဖွာခဲ့တဲ့တဲမှာကလပ်တိန်ဖြိုးဝင်လဲပါပါတယ်။တကြီးရွယ်ကိုမိကိုသူနဲ့ကလေးငယ်900ကျော်ပါဝင်တဲ့ကယ်ဆယ်ရေးကမ်းထိုးရည်ရင်3စင်းကိုအချမ်းဖက် AA တိုက်ခိုက်တက်ဖြတ်ခဲ့တဲ့ရုပ်သံထွက်ပေါ်လာတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပြီးရခိုင်ပြည်နယ်ကြောက်တော်မြို့အပေါက်ဝကျေးရွာအနီးမှာလုံခြုံရေးတပ်ဖွဲ့ဝင်တွေသူတို့ရဲ့မိသားစုဝင်တွေနဲ့နိုင်ငံဝန်ထမ်းတွေကိုစောင့်ဆိုင်ကယ်ထုတ်နေတဲ့ကယ်ဆယ်ရေးကမ်းထိုးရည်ရင်3စင်းကိုရခိုင်လက်နက်ကိုင် AA အဖွဲ့ကပြစ်ခတ်တိုက်ခိုက်တက်ဖြတ်ခဲ့တဲ့ဖြစ်စဉ်တစ်ခုပဲဖြစ်ပါတယ်။ဒီကမ်းထိုးရည်ရင်3စင်းပေါ်မှာမိကိုသူတွေကလေးတငယ်တွေအပါအဝင်လူပေါင်း900ကျော်ပါဝင်ခဲ့တာပါ။ဒါကမေးလို့ရနိုင်မဲ့အခြေအနေမဟုတ်ပါဘူးလို့
MT News ကိုပြောပါတယ်ဒီရေရင်တွေတိုက်ခိုက်ခံရပြီးနောက်အသက်ရှင်နေသေးသူတွေကကမ်းပေါ်တက်ပြေးချိန်ဒေသခံတွေကဓာတ်နဲ့ဝိုင်းခုတ်ခဲ့တာကြောင့်လည်းတည်ဆုံးခဲ့ကြရပြီးရေကူးတက်သူအချို့သာကယ်ဆယ်ရေးအဖွဲ့တွေနဲ့တွေ့တာကြောင့်အသက်ရှင်လွတ်မြောက်ခဲ့ကြတာပါ ဒီကောင်အပြင်စစ်တပ်လော်ဘီကြုံမျိုးမင်းကျော်စိုးဦးတို့တွေကလည်းဒီတတွင်းတွေကိုလိုရာဆွဲရှောက်ဖွာပြီးတော့ရခိုင်မုံတကြီးဝါဒပြန့်ခဲ့ကြပါတယ်။မြောက်ဦးစေယုံကိုစစ်ကောင်စီကလူမဆန်စွာပုံကျဲတဲ့အချိန်မှာလဲစစ်တပ်လော်ဘီစောက်ဘောတွေအားလုံးကကြောက်တော်မှာတည်ဆုံသွားခဲ့တဲ့စကခတပ်မ9ရဲ့မိသားစုဝင်ရာကျော်အတွက်ကလေးစားပြန်ချီတာဆိုပြီးတော့ကြွေးကြော်နေတာကိုတွေ့ရပါတယ်။ကျော်မျိုးမင်းကိုယ်တိုင်ကလည်းကြောက်တော်ဖြစ်စဉ်ကြောင့်မြောက်ဦးစေယုံကိုပုံကျဲတာကမမားဘူးဆိုတဲ့သဘောကိုပြောထားတာကိုတွေ့ရပါတယ် ကြောက်တော်ဖြစ်စဉ်ကိုမမေ့ကြသေးဘူးထင်တယ်ကြောက်တော်စစ်သည်မောနှစ်စီးမြုပ်သွားတဲ့ကိစ္စတော့ကတော့မှတ်မိကြအောင်မယ်စစ်တီစစ်သား900လောက်ရှိတယ်စစ်သားတွေယူမို့စစ်သားမိသားစုကလေးတွေကပါအဲ့ဒါတွေကိုကမ်းပေါ်တက်လာတော့ဓာတ်နဲ့ခုတ်တာအဲ့ဒါတွေကကူးချိန်ထိရှိသေးတယ်နော် ကျော်မျိုးမင်းကျော်စိုးဦးနဲ့စစ်တပ်လော်ဘီတွေပါဝင်စစ်တပ်တောက်ကန်သူ support တပ်ဖွဲ့လုံးအနေနဲ့မြောက်ဦးဖြစ်စဉ်နဲ့ကြောက်တော်ဖြစ်စဉ်ဟာဘယ်လို့မှထပ်တူချကြည့်လို့မရတဲ့ကိစ္စဆိုတာကိုစစ်တပ်တောက်ကန်သူ support တပ်ဖွဲ့လုံးအနေနဲ့ညံမိကြဖို့မပေါ်ပါဘူးကြောက်တော်ဖြစ်စဉ်မှာကျော်မျိုးမင်းအပါဝင်စောက်ပေါ်စစ်လော်ဘီတွေမစင်းစားတတ်တဲ့အချက်က6ချက်ရှိပါတယ်နံပါတ်1ချက်ကတော့ကြောက်တော်ဖြစ်စဉ်မှာစစ်ကောင်စီမိသားစုဝင်900ကျော်တည်ဆုံးနေဆိုတဲ့သတင်းကိုစစ်တပ်ကဒီနေ့ဒီချိန်ထိဝန်ခံမထားပါဘူးဒီဖြစ်စဉ်ကိုအတိအမှန်ပြုတ်မထားပါဘူးဇော်ဘိုးဟင်းနဲ့စန်ရှီစောက်ပေါ်နောင်တော်လေးတို့မဘာသာဖွဲ့တွေကနေပြည်တော်မှာစုဘူးပွဲလုပ်ပြီးတော့ဒီဖြစ်စဉ်ကိုချပြဖို့တောင်းဆိုခဲ့တာကိုတော့စစ်ကောင်စီကအတိအမှန်မပြုတ်ခဲ့ပါဘူးတာဝန်ရှိတဲ့စစ်တပ်ကတော့အတိအမှန်မပြုတ်တဲ့ကိန်းဂဏန်းတွေနဲ့ပောက်ကွဲပြနေတာကလူလိုညံမမီတဲ့ခွေးဝဲစားအုပ်စုဖြစ်နေလို့ပါပဲနံပါတ်2အချက်ကတော့ကြောက်တော်ဖြစ်စဉ်မှာစစ်တပ်ထောက်ခံသူစော်ဘောတွေရှောက်ဖွာခဲ့ကြတဲ့ပုံတွေဟာနာဂစ်တုံးကပုံတွေဖြစ်ပါတယ်အနုတော်မှာလူကြောလုံနေတဲ့ကြက်မပြည့်တဲ့ကြော်မျိုးမင်းဆိုတဲ့ကောင်ကလည်းအဲ့ဒီချိန်တုန်းကရင်းနှစ်တည်ဆုံးသွားကြတဲ့စစ်ကောင်စီမိသားစုဝင်တွေနဲ့စစ်ကောင်စီမိသားစုဝင်တွေရဲ့အလောင်းတွေဟာနောက်ရကြရင်မြစ်အောက်ချိန်မှာပေါ်လာလိမ့်မယ်လို့အဲ့ဒီချိန်တုန်းကပြောခဲ့ပါသေးတယ် ဒီချက်ကတော့ကြောက်တော်မှာဖြစ်တဲ့ဖြစ်စဉ်ကတကယ်ပဲဒီစစ်သားမိသားစုတွေပေါ့နော်တမောသားမိသားစုတွေအများပြစစ်တင်ဘောနဲ့ဆင်းလိုင်းနဲ့တိတ်ဆုံးမှုတွေအကြီးကျယ်ဖြစ်သွားတယ်ဆိုတဲ့သတင်းကတော့အခုချိန်မှာရာနှုန်းပြည်နှီးပါမှန်တယ်ဆိုတော့ကျွန်တော်ပြောလို့ရပါတယ်ပေါ့နော်ရသွားပြီကျွန်တော်ဒီနေ့နောက်နေ့လောက်ဆိုရင်ဒီအဲဒီကလန်မြစ်ရဲ့တနေရာပေါ့အောက်ပိုင်းပေါ့ရေအနေပိုင်းတွေမှာတမောသားမိသားစုဝင်တွေကလေးငယ်လေးတွေရဲ့အလောင်းတွေပေါ့နော်တကြီးရွယ်ကိုတွေသူတို့ရဲ့အလောင်းတွေကမြစ်ပြင်မှာဘွားကနေတနေရာမဟုတ်တနေရာမှာပေါ်လာပါလိမ့်မယ်အဲ့လိုပေါ်လာတဲ့ခါကျတော့မှသာတချို့တော့တချို့တော့ရခိုင်ဘက်ကတချို့သူတွေညှစ်ဆူမှုတွေကရက်တန်တော့နိုင်ပါတယ်အဲ့ချင်းကြရင်တော့ဘယ်လိုဝိုင်းဖုံးကွယ်ကြအောင်လို့မသိဘူးပေါ့နော်ဆိုတော့ကျွန်တော်ဒီပိုင်းနောက်နေ့3ရက်ဆိုရင်တော့နောက်နေ့လောက်ဆိုရင်တော့ဒီကလန်မြေကြီးပေါ်မှာပေါ့နော်အဲ့ဒီကလန်မြေပေါ့ကက်စပါနတီတရာရှိတဲ့အောက်ကနေဖြတ်တယ်ကလန်မြေပေါ့အဲ့ဒီမြေကအောက်တနေရာပေါ့နော်ဟိုခုနဒီဖြစ်သွားတဲ့အပေါက်ဝါရဟိုအောက်ဘက်ကျော်တနေရာတွေမှာအဲ့ဒီနေရာတွေမှာအလောင်းတွေတက်မတော်သားမိသားစုဝင်တွေရဲ့အမျိုးသမီးတွေကလေးငယ်လေးတွေအသက်ကြီးရွယ်ဦးတွေသူတို့တွေအလောင်းတွေပုတ်ပွားနေအလောင်းတွေရေပြင်မှာပေါ်လာပါလိမ့်မယ်ကျွန်တော် ဒီနေ့ဒီချိန်ထိဘယ်အလောင်းမှလည်းပေါ်လာခဲ့တာမရှိပါဘူးနံပါတ်3အချက်အနေနဲ့ပြောရရင်စစ်ကောင်စီမိသားစုဝင်900ကျော်ကစစ်ရင်အပြစ်ခံရလို့တကယ်တည်ဆုံးခဲ့တယ်ဆိုရင်အဲ့ဒါအတွက်အဓိကတာဝန်ရှိတာကမဲအွန်လိုင်းပါပဲမဲအွန်လိုင်းကိုပဲအပြစ်တင်ရမှာပါမဲအွန်လိုင်းထံမှာသာသူ့ရဲ့စစ်တပ်မိသားစုဝင်တွေအတွက်ဖခင်စိတ်သက်ရှိမယ်ဆိုရင်တိုက်ပွဲတွေစတင်ဖြစ်ပွားတဲ့အချိန်ကလေးကတပ်မိသားစုဝင်တွေကိုစစ်စင်ရေးနယ်မြေကနေဘေးလွတ်ရာကိုစောစီးဆွဲထုတ်ပေးထားရမယ့်တာဝန်ရှိပါတယ်ဘယ်မိသားစုဝင်တေးဘယ်ရဲဘော်ရဲ့ကလေးပဲတေးငါနဲ့မဆိုင်ဘူးငါအတွက်နင်တို့ပါဝိုင်းတိုက်ပေးရမယ်ဆိုတဲ့အောက်တန်းစားစိတ်သက်ရှိနေလို့သာမြန်မာနိုင်ငံတဝန်းလုံးကနီအောင်အဆက်စစ်စင်ရေးနယ်မြေတွေမှာတော့စစ်တပ်မိသားစုဝင်တွေကိုစောစီးကဲထုတ်တာမျိုးမလုပ်ခဲ့တာပါရန်သူကတရင်ကိန်းနာတိရောက်မှသာအားလုံးကိုစွတ်ခွာခိုင်းပြီးတော့ရန်သူစိတ်ကြိုက်ပြစ်လို့ရတဲ့မြစ်ချောင်းတစ်လျှောက်တက်ကွင်းကြီးတဲ့ကနေစွတ်ခွာခိုင်းခဲ့တာပါဘယ်လောက်တောင်စွတ်ပဲ့တဲ့စစ်ကောင်းဆောင်လဲဆိုတာကိုလူလိုစဉ်းစားတတ်ရင်မြင်ရပါလိမ့်မယ်100%တေချာပေါက်အတိုက်ခံရမယ့်မြစ်ချောင်းတွေကနေစွတ်ခွာခိုင်းတာကိုတော့မင်းအွန်လိုင်းဆိုတဲ့ကောင်ကလေချောင်းအကာအကွယ်ပေးခဲ့တဲ့ကောင်မဟုတ်ပါဘူးသူ
သူသာစစ်တပ်မိသားစုဝင်တွေပေါ်မှာတကယ်စေနာရှိရင်အဲ့ဒီစစ်ကောင်စီမိသားစုဝင်တွေပါလာတယ်ဆိုတဲ့စစ်ရေးရင်တွေကိုနှစ်ချောင်းတစ်ချောင်းမှာ MI35 တွေ MI29 တွေ F7 တွေနဲ့လေချောင်းစောင့်ရှောက်ပေးပြီးတော့ကဲထုတ်ပေးလို့ရပါတယ်။ MI35 တွေ F7 တွေ MiG-29 တွေကညစ်ကမ်းပေးတစ်လျှောက်ဒဇင်းပြီးဒဇင်းခေါင်းထိုးပြီးပြစ်နေရင်အေးလဲအဲ့ဒီချိန်တော့ကခေါင်းပေါ်လို့တော့ရမှာမဟုတ်ပါဘူး။သူ့ရဲ့စစ်တပ်မိသားစုဝင်တွေကိုသာလေချောင်းအကာအကွယ်မပေးခဲ့ပေမဲ့မင်းအွန်လိုင်းဆိုတဲ့ကောင်ကအဲ့ဒီရက်မှာအကယ်ဒမီပေးပွဲတက်မဲ့တရုတ်ဆောင်အမှုပညာရှင်တွေကိုတော့လေရင်နဲ့အကျိုးပို့လုပ်ပေးခဲ့တဲ့ကောင်ဖြစ်ပါတယ်။ဒီလိုအဓိကတာဝန်ရှိတဲ့ဖခင်စိတ်မရှိတဲ့စစ်ကောင်းဆောင်ကိုအပြစ်မတင်မဲနဲ့အေးကိုနာကြီးပြနေတာကစစ်တပ်တောက်ကန်သူအလုံးဟာလူလိုမစင်စားတတ်ကြတဲ့နလက်ဘိန်းလုံးတွေဖြစ်နေလို့ပါပဲနံပါတ်၄အချက်အနေနဲ့ကျော်မျိုးမင်းလိုအုံနောက်မရှိတဲ့စစ်လော်ဘီတွေနဲ့နလက်ဘိန်းလုံးစစ်တပ်တောက်ကန်သူတွေလူလိုမစင်စားတတ်တဲ့အချက်ကတော့မြောက်ဦးစေယုံကိုပုံကျဲတဲ့ကိစ္စနဲ့ကြောက်တော်စစ်ရင်ရင်တွေကိုတိုက်ခိုက်တဲ့ကိစ္စကအခြေခံအကြောင်းတရားမတူပါဘူးမြောက်ဦးဖြစ်စဉ်ကစေယုံကိုတိုက်ခိုက်ခြင်းသာဖြစ်ပါတယ်အဲ့ဒီစေယုံမှာအေးစစ်သားတွေလည်းစေကုသနေတာမျိုးရှိနိုင်ပါတယ်ဒါပေမဲ့အေးစစ်သားတွေအနေနဲ့တာမန်ဖြားနာယောဂါတွေလောက်ကိုကုသဖို့အတွက်မြောက်ဦးစေယုံကိုတွားနေဖို့မလိုပါဘူးအေးရဲ့တိုက်ခိုက်ရေးတရင်တွေမှာစေမှုဆရာဝန်တွေတူနာပြုတွေရှိနေပြီးသားဖြစ်ပါတယ်ဒါကြောင့်မို့ဒီစေယုံဟာဒဏ်ရာရအေးစစ်သားတွေကိုစေကုသပေးတာမျိုးရှိနိုင်ပေမဲ့မြောက်ဦးပြည်သူတွေကပဲအဓိကတက်ရောက်ကုသစရာဖြစ်နေတဲ့တခုတည်းတော့စေယုံဖြစ်ပါတယ်ဒါကိုပုံကျဲတာကလူမဆန်တဲ့ကောင်မို့လောက်တာပါအေးကကြောက်တော်စစ်ရေးရင်တွေကိုတိုက်ခိုက်တဲ့ဖြစ်စဉ်ဆိုတာကစစ်ပွဲရဲ့လုံရိုးလုံစင်တဘာဝပဲဖြစ်ပါတယ်စစ်တပ်မိသားစုဝင်တွေရှိနေလို့မတိုက်တဲ့စစ်ပွဲဆိုတာကဘယ်နိုင်ငံမှာမှမရှိပါဘူးအေးနဲ့သူ့ရဲ့တပ်မိသားစုဝင်တွေကအေယာဝတီမြစ်ကြောင်းအတိုင်းဝင်လာရင်လည်းမင်းအွန်လိုင်းရဲ့စစ်တပ်ကတိုက်မှာပါပဲဒါကမထူးဆန်းပါဘူးစစ်တပ်မိသားစုဝင်တွေကိုစစ်စင်ရင်နေမြေကနေဘေးလွတ်ရာကိုစောစောစီစီပြောင်းရွှေ့မပေးခဲ့တဲ့အကောင့်တွေမှာပဲတာဝန်ရှိပါတယ်စစ်တပ်မိသားစုဝင်တွေကိုတက်ကွင်းတွေကိုတွားခိုင်းခဲ့တဲ့အကောင့်တွေမှာပဲအဓိကတာဝန်ရှိပါတယ်ဒီစစ်ရေးယူနီဖော်မှာမိသားစုတွေကလေးတွေသာတကယ်ပါလာခဲ့တယ်ဆိုရင်သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ဆက်လက်ချီတက်ဖို့ခြေနေမဟန်တော့ဘူးဆိုတာကိုသဘောပေါက်သွားပြီဆိုရင်မိသားစုဝင်တွေနဲ့ကလေးတွေရဲ့အသက်ဘေးအတွက်လက်နက်ချတာမျိုးကိုလှုပ်တင်တာကလူစိတ်ရှိတဲ့စစ်ကောင်းဆောင်တွေရဲ့တာဝန်ပါပဲဒီစစ်ရေးရင်တွေပေါ်မှာစစ်တပ်မိသားစုတွေတကယ်ပါလာခဲ့တယ်ဆိုရင်သူတို့ရဲ့အသက်ကိုချနိုင်ခဲ့တဲ့မင်းအွန်လိုင်းရခိုင်တိုင်းမှုနဲ့စကခတမမှုတို့မှာပဲအပြည့်အဝတာဝန်ရှိပါတယ်လောက်ကိုင်း KDB ကစော်တယောက်ကိုရဟတ်ရင်နဲ့ခေါ်ထုတ်ခဲ့တဲ့ကောင်တွေကတောက်တော်ကတပ်မိသားစုဝင်တွေကိုရန်သူ့တက်ကွင်းတွေကိုပြတ်ခိုင်းခဲ့တဲ့ကိစ္စမှာတကယ်နာကြည့်ရမှာကအေးကိုမဟုတ်ပဲနဲ့မင်းအွန်လိုင်းကိုနာကြည့်ရမယ်ဆိုတာကိုတော့စစ်တပ်တောက်ကန်သူစောက်ပေါ်တွေအနေနဲ့စဉ်းစားတတ်ဖို့မပေါ်ပါဘူးနံပါတ်5အချက်အနေနဲ့ကြောက်တော်ဖြစ်စဉ်ကိုအပိုင်း5ပိုင်းခွဲပြီးတော့ရင်နာစရာဇလန်းဖြစ်ဝါရဖြန့်ရေးသားခဲ့တဲ့ကောင်ကစစ်ဘိုဟောင်းခြေပြက်တင်ကိုဝင်းဆိုတဲ့ကောင်ပဲဖြစ်ပါတယ်တင်ကိုဝင်းဆိုတာတမရဦးသိန်းစိန်ကိုကတော့ကြတဲ့ပွဲတွေမှာဥဆောင်ခဲ့တဲ့ကောင်ဖြစ်ပါတယ်နိုင်ငံတော်သမ္မတကြီးခင်ဗျာသမ္မတကြီးကိုနှုတ်ဆက်ဂါရဝပြုပွဲခမ်းနားမှာတက်ရောက်လာသူအားလုံးရဲ့ကိုစားကျေးဇူးတင်စကားပြောကြားခွင့်ရတဲ့အတွက်ပေါ်မပြနိုင်အောင်ဝမ်းသာပီတိဖြစ်မိပါတယ်ခင်ဗျာကျွန်တော်ရဲ့အမည်ကတော့မောင်တီကိုဝင်းဖြစ်ပါတယ်ကြောက်တော်ဖြစ်စဉ်မှာလွတ်မြောက်လာခဲ့တဲ့စစ်ဗိုလ်တယောက်ကိုမေးမြန်းပြီးမှဖြစ်စဉ်ကိုရေးသားထားတဲ့ပုံစံမျိုးဝါရဖြန့်ရေးသားထားတာဖြစ်ပါတယ်သူရေးခဲ့တဲ့ကြောက်တော်ဖြစ်စဉ်အပိုင်း1မှာအမှတ်9စကခတမဌာနချုပ်ကိုအေကဘယ်လိုစတင်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့အကြောင်းအပိုင်း2မှာစကခ9ကျသွားတဲ့အတွက်စစ်သား200ကျော်နဲ့မိသားစုဝင်400ကျော်တို့ဟာကန်တိုစစ်ရေးရင်တွေနဲ့စတင်ဆုတ်ခွာခဲ့ရတဲ့အကြောင်းအပိုင်း3မှာစစ်ရေးရင်တွေပြစ်ခတ်ခံရပြီးတော့ရေလဲကောင်မှာဆက်ပြတ်ပြီးတောင်တင်သွားတဲ့အချိန်မှာအေတွေကရေအစင်း100ကျော်နဲ့ရောက်လာပြီးတော့သူတို့ရဲ့ကန်တိုစစ်ရေးရင်ကိုဝိုင်းထားကစစ်ရေးရင်ပေါ်ကိုတက်ဖို့လှုပ်ကြတယ်ဆိုတဲ့အကြောင်းသူတို့တွေကပြန်ပစ်တဲ့အတွက်အေတွေတော်တော်များများထိသွားပြီးကလေးတွေနဲ့ပြန်လဲထွက်ခွာသွားကြောင်းရေးထားတာကိုတွေ့ရပါတယ်ဒီ
ဒီကောင်ရေးထားတဲ့အချက်နဲ့ AA ကတုတ်ပြန်ထားတဲ့ဗီဒီယိုဖိုင်ကတော်တော်လေးကွဲလွဲနေတာကိုတွေ့ရပါတယ်။ AA ကတုတ်ပြန်ထားတဲ့ဗီဒီယိုဖိုင်ထဲမှာရေလယ်မှာဆက်ပြတ်နေတဲ့စစ်ရေရင်ကိုလက်နက်ချဖို့ကလေးတွေပါတယ်ဆိုရင်မပြစ်ကြဖို့ AA ခေါင်းဆောင်ကသူ့ရဲ့ရဲဘော်တွေကိုအော်ပြောနေတာကိုတွေ့ရပါလိမ့်မယ်။ လမ်းလျှောက်ဘူးနေ 没什么，谁干 အစီဒီပါလေလမ်းလျှောက်ဘူးလေ 好了， အေး 谁不弄那边去搞？ လမ်းလျှောက်ဘူးနေ 白龙地，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  ဝေးမပိုက်ခဲ့မပိုက်ခဲ့ 白龙地，新疆，高位高位，没有。哪个下面呀？哪个下面呀？ ရောက်တဲ့လင်းဝင်ပြီလား 下面吗？老公，美丽，新疆，下次我要欧比一看。မပိုက်ခဲ့မပိုက်ခဲ့ 白了，白了， ဝေးလေမပိုက်ခဲ့လို့ 白了，အေးတလုံးဝေးတလုံးတွေခူးကြပြီ 你东西啊，买一块。喂，这种路的，都给，啊，怎么给？路的，姑妈来不过来，把我们的路人过来，干了，我也来不过来。 မပိုက်ခဲ့မပိုက်ခဲ့ဟိုမရောဝီကူလူဘီမပိုက်ခဲ့မပိုက်ခဲ့ရတူလာပါဒီလာပါဒီရတူဝေးမပိုက်ခဲ့မပိုက်ခဲ့ဟိုမရောတဲကြီးမရောဟုတ်ကဲ့မရီမရီတုံးကျောင်းဟိုသားနေပြီမပိုက်ကွယ်ဒီလာခဲ့ခလေးပါလေ 来那边我这里，喂，我把这边，မပိုက်ကွယ်ဟိုဘာပိုင်နေတာဟိုဘာပိုင်ညာခဏနဲ့ကူလို့ပါလားဒီကူလို့ပါဘူးလားဝေးလဲတဲ့ ဟဲ့ရေကူခဲ့ ရှိပါဝဲဒီယာ ကူလာခဲ့ရေကူလာခဲ့ရှိပါ ကူလာခဲ့ဒီဘက်လာခဲ့ ဒီဘက်လာခဲ့ဒီမှာလောက်ရှိရဲ့ရဲတူလဲလွားတယ် အဲ့ဒီဗီဒီယိုဖိုင်မှာမပါတော့တဲ့နောက်ပိုင်းဖြစ်စဉ်တွေမှာ AA စစ်သားတွေကလှေတွေနဲ့စစ်ရေရင်စီကိုတွားခဲ့တဲ့ဆိုရင်ဒီကောင်တွေကိုကယ်ဖို့တွားတာပဲဖြစ်ပါလိမ့်မယ်စစ်ရေရင်အနားကိုကတ်လာတဲ့လှေတွေကိုပြန်ပစ်ကြလို့ AA တွေတော်တော်လေးအထိနာသွားတယ်လို့ရေးထားတာကိုကြည့်ချင်းအပြင်ဘယ်သူတွေကစွန့်ပြတ်ချက်မှားနေလဲဆိုတာကိုသူ့ရဲ့စာထဲမှာပဲမြင်နိုင်ပါလိမ့်မယ်တေကိုဝင်းဆိုသူရေးထားတဲ့ကြောက်တော်ဖြစ်စဉ်အပိုင်းလေးမှာစစ်ရေရင်ဘော်ကို drop ဘုံချခံရတဲ့အတွက်တက်မှမှုနဲ့တရင်မှုတွေတည်သွားကြောင်းသူတို့တွေကတချို့ဘွဲတွေကလက်နက်ချပြီးကန်းကိုကူးသွားတဲ့အချိန်မှာ AA နဲ့ရွာသားတွေကဝရင်တုံးနဲ့ရိုက်ပြီးဓာတ်နဲ့ခုတ်ကြကြောင်းရင်နာပွဲဇလန်းဖြစ်ရေးသားထားပါတယ်သူရေးထားတာတွေကိုအသေးအချာပတ်ကြည့်မယ်ဆိုရင်ရှင်းတော့မကြီးတဲ့အချက်လက်တွေဖြစ်နေတာကိုတွေ့ရပါလိမ့်မယ်။ drop ဘုံချခံရလို့တည်သွားပါတယ်ဆိုတဲ့တတ်မှမှုကမတည်ပါဘူး။ဒဏ်ရာလည်းမရပါဘူး။အဲ့ဒီစစ်ရေရင်ဘော်ကတတ်မှမှုဘုံမှုကျိုးမင်းမင်းတွန်းကို AA ကအရှင်ဖမ်းမိခဲ့တာပါ။လက်နက်ချဖို့ကန်းကိုရီကူးသွားတဲ့ရဲဘော်တွေကိုရွာသားတွေကမြေကမ်းပေးမှာဝရင်တုံးနဲ့ရိုက်ပြီးဓာတ်နဲ့ခုတ်တယ်ဆိုတာကလည်းမဖြစ်နိုင်ပါဘူး။နှစ်ဖက်ပစ်ခတ်မှုအတွင်းကြီးစံတွေပလူပြန်နေတဲ့အချိန်မှာဘယ်ရွာသားကမှမြေကမ်းပေးမှာအငိမ်ပွဲလာကြည့်တယ်လို့မျိုး
ထိုင်ဆောင်နေကြမှာမဟုတ်ပါဘူးဒါတွေကိုစဉ်းစားကြည့်ရင်မဖြစ်နိုင်တဲ့ပေါလော့ဘဲစားအချက်လက်တွေရေးထားပြီးတော့ဇက်နာအောင်ဝါဒဖြန့်တာဖြစ်ပါလိမ့်မယ်နံပါတ်6ချက်အနေနဲ့မြောက်ဦးစေယုံဘုံကျဲခံရတဲ့ကိစ္စကိုကြောက်တော်ကိစ္စအတွက်အကျွေးပြန်တောင်းတာလှုပ်တဲ့လှုပ်တာဆိုပြီးကြွေးကြော်နေကြတဲ့ကျော်မျိုးမင်းကျော်စိုးဦးပါဝင်အသိဉာဏ်မရှိတဲ့စစ်တပ်လော်ဘီတွေချက်မပြည့်တဲ့စစ်တပ်ထောက်ခံသူတွေလူလွယ်မစင်စားတတ်တဲ့အချက်ကတော့အေအေရဲ့လက်ထဲမှာစစ်ကောင်စီတပ်သား2000လောက်ကစစ်တုံးပန်းအဖြစ်ရှိနေတော့မဲဆိုတော့ကိုစစ်တပ်ထောက်ခံသူတွေအနေနဲ့လူလိုစဉ်းစားတတ်ဖို့မပေါ်ပါဘူးငါတို့ရဲ့တွေးကြော်တန်းအောင်ပွဲခံတန်းတွေဟာအေအေလက်ထဲကငါတို့ရဲ့ရဲဘော်တွေကိုအနေကျက်သွားစေမလားဆိုတာမျိုးစစ်တပ်ထောက်ခံသူစောက်ပေါ်တစ်ပွဲလုံးအနေနဲ့စဉ်းစားတတ်ဖို့မပေါ်ပါဘူးတကယ်တမ်းမှာဘယ်ဖြစ်စဉ်ကိုပဲကြည့်ကြည့်စစ်တပ်ထောက်ခံသူစောက်ပေါ်တစ်ပွဲလုံးဟာစစ်တပ်ကိုချစ်တယ်ဆိုပြီးမှမင်းအွန်လိုင်းလုပ်သမျှကိုညှိခံပြီးတော့မင်းအွန်လိုင်းကိုပဲဘောမနေတဲ့စောက်ပေါ်အုပ်စုပဲဖြစ်နေတဲ့ဆိုတာကိုတွေ့ရပါလိမ့်မယ်ရဲဘော်ရဲဘက်စိတ်ဆိုတာဒီလူအုပ်တန်းမှာတယောက်မှမရှိပါဘူးရဲဘော်ရဲဘက်စိတ်အပြည့်ရှိတယ်ဆိုပြီးတော့ကြာဆုံးစစ်တီအလေးပြုပွဲတွေကိုနှစ်စဉ်ကျင်းပနေပေမဲ့ဒုက္ခရောက်သွားကြရတဲ့ဘယ်ရဲဘော်အတွက်နဲ့မှမင်းအွန်လိုင်းကိုဝေဖန်တာမျိုးမရှိဘဲနဲ့ဘောမဘူပဲတက်တဲ့စောက်ဘောလူအုပ်စုဖြစ်ပါတယ်ဘယ်ရဲဘော်တွေဘယ်နှယောက်ပဲဒုက္ခရောက်မင်းအွန်လိုင်းကိုပဲတင်မှုတောင်းထောင်ပြီးတော့ကြည်ညိုနေကြတဲ့စောက်ဘောအုပ်စုပဲဖြစ်ပါတယ်အေအေဟာလူမျိုးရေးစိတ်သက်ပြင်းထန်တယ်ဆိုတာကမှန်ပါတယ်ဒါပေမဲ့တစ်ချိန်လုံးကရခိုင်ဒေသကိုနိုင်ငံရေးကစားကွင်းအဖြစ်သတ်မှတ်ပြီးရခိုင်တွေကိုမျိုးချစ်စိတ်လွန်ခဲ့သွားအောင်မြောက်ပေးခဲ့ကြသူတွေကလည်းဒီစစ်ကောင်စီမအေလို့တွေစစ်လော်ဘီမအေလို့တွေကြမ်းပေါ့မအေလို့တွေနဲ့မဘာသာမအေလို့တွေစစ်တပ်ထောက်ခံသူမအေလို့တွေပဲဖြစ်ပါတယ်ချီလင်းကဥကိုနီကိုတနက်ကန်အကြမ်းပက်ပြီးတက်ခဲ့စဉ်တုန်းကလည်းဝမ်းသာအားရထောက်ခံကွန်ပျူလက်ခုပ်တီးခဲ့ကြတာကလည်းဒီခွေးဝဲစားအုပ်စုပါပဲအနီတောက်ခံသူတွေဆိုတာအဲ့ဒီအချိန်တုန်းကလေးခွတောင်ကင်ဖို့စိတ်ကူးရှိခဲ့ကြတာမဟုတ်ပါဘူးတမရာကြီးဦးထင်ကျော်လက်အောက်မှာမလုံနိုင်ဘူးဆိုပြီးတော့ CDM လုပ်ခဲ့ကြတဲ့ကြံ့ဖို့အောင်ပိုင်မင်းတို့ကိုလက်ကုပ်တီးခွန်ပြုခဲ့ကြတာကလည်းစစ်တပ်ထောက်ခံသူခွေးဝဲစားအုပ်စုပါပဲ NLD ဆိုရဟာအောင်ပိုင်မင်းတို့ကိုဘာပြဿနာမှမရှာခဲ့ပါဘူးဒီမေလို့ရီကသာမင်းအောင်လိုင်းလက်အောက်မှာအလုံးမလုံးချင်ကြတဲ့ဆရာဝန်တွေ CDM ဝန်ထမ်းတွေကိုပန်းစည်းနှိပ်စက်ဖို့တိုက်တွန်းနေကြတာဖြစ်ပါတယ်စစ်တပ်ထောက်ခံသူအုပ်စုရဲ့အတိအတာဆုံးအချက်ကတော့ကိုပိုင်အုံနောက်မရှိကြခြင်းပါပဲဘယ်သူကဘယ်သတင်းကိုပေါက်ပွားအကုန်ယုံတက်ကြတဲ့စောက်ကျင့်ရှိပါတယ်ဂျင်းထဲဖို့အရန်လွယ်တဲ့လူဖြစ်ရှုံးလူဒန်းစားဖြစ်ပါတယ်အနီအုပ်စုထဲမှာလည်းဘယ်သူဘာပြောယုံတတ်တဲ့နလက်ဘိန်းတုံးတွေရှိပါတယ်ဒါပေမဲ့အနီအုပ်စုထဲမှာကဘယ်သတင်းကအမှန်ဘယ်သတင်းကအမှားဘယ်ຢာကပြစ်တဲ့နဲ့ဘယ်ຢာကမဖြစ်တဲ့မှုဆိုပြီးထောက်ပြတတ်တဲ့တနည်းအားဖြင့် chess can balance လောက်တတ်တဲ့လူဒန်းစားကရှိပါတယ်စောက်ဘောအစိမ်းအုပ်စုထဲမှာတော့အဲ့ဒီလို chess can balance လောက်တတ်တဲ့လူဒန်းစားမရှိပါဘူးဒါကြောင့်ဘယ်သူကဘာသတင်းကိုတင်ဘယ်သတင်းကိုပဲဖွာအကုန်လုံးယုံတတ်ကြပါတယ်အခုလဲထိုင်းဘတ်တဲကိုကြီးစံနေဆက်ကြနေမယ်ဆိုရင်အင်အားသုံးပြီးအေးအေးယူမယ်လို့ပြောတဲ့ထိုင်းတပ်မတော်ကာကွယ်ဦးစီးချုပ်ကိုဇော်မဲလုံးကမြန်မာနိုင်ငံမှာစိုက်ကယ်ဖမ်းတဲ့အဆင့်လောက်နဲ့မြန်မာတပ်မတော်ကိုခွာရမတိုင်းပါနဲ့လူရဝင်ချင်းစာချက်ပါလို့ထိုင်းကိုပြန်ပြောလိုက်ပါတယ်ဆိုပြီးတော့စစ်တပ်ထောက်ခံသူနလက်ပိန်းလုံးတွေကအဝမ်းသာအားရနဲ့ဂုံယူပြောဆိုနေကြတာကိုတွေ့ရပါလိမ့်မယ်ဒီတည်င်းကိုအဟုတ်တင်ပြီးစတင်ဖွာခဲ့သူကပုံညလင်းဆိုတဲ့မဘာသာစောက်တခေါ်တကောင်ပဲဖြစ်ပါတယ် ဗိုလ်ချုပ်ဇော်မင်းတွန်းရဲ့တော်ကီတဘောကတော့ရှမ်းရှမ်းတောက်တယ်နော်သိချင်တာတော့ပြောပြရသေးလားလက်ရှိကျွန်တော်တို့ကန်ယူနဲ့မြန်မာတပ်မတော်နဲ့စစ်ဖြစ်နေတယ်မှတ်လားအဲ့ဒါမြန်မာဘက်ချမ်းကပြစ်လိုက်တဲ့ကြီးတွေထိုင်းဘက်ချမ်းကိုကြားတယ်ပေါ့ဗျာဒီတော့ကထိုင်းကပြောတာကဒီလိုသာဆက်လက်ပြီးကြားနေမယ်ဆိုရင်ဟိုလွယ်လွယ်လေးပဲပြောလိုက်မယ်ဗျာသူတို့ကအင်အားသုံးပြီးတော့ပြန်ဖြည့်ရှင်းမယ်ပေါ့ဒီလိုသာသူတို့ထိုင်းနိုင်ငံဘက်ချမ်းကိုမြန်မာဘက်ကပြစ်လိုက်တဲ့ကြီးတွေဆက်ကြနေမယ်ဆိုရင်သူတို့အင်အားသုံးဖြည့်ရှင်းမယ်ပေါ့ဗျာဒီမှာထူးခြားတာကဗိုလ်ချုပ်စော်မင်းလုံးကဘာပြောတယ်အောင်မှလဲအတခြားတော့နော်ဘလားဆောက်ရမိုက်တာပြောချက်ကအားလောက်ရှိတယ်လက်ရှိမြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့စစ်ပွဲတွေကိုအားကြတယ်ဆိုရင်ရိုးသားစွာအားကြခွင့်ရှိပါတယ်တဲ့မြန်မာနိုင်ငံမှာဆိုင်ကယ်ဖမ်းတဲ့အဖွက်တာတာလောက်နဲ့မြန်မာတပ်မတော်ကိုတဲ့ခွာရလာမတိုင်းဖို့အကြံပြုပြရစီတဲ့
ခြေပြားတော့ပြီးလမ်းမလျှောက်ပါနဲ့ဗျာတဲ့လူရဝင်ခြင်းရင်တော့စာကြက်ပါတယ်မရတော့ဒီဘောတော့စော်ရဲတာလေ ဒါကိုအဟုတ်တင်ပြီးစပ်ပွားခဲ့တဲ့ကောင်ကတော့လက်ရှိတာဝန်တန်းဆောင်နေတဲ့စစ်ဘိုလ်မော်လမြိုင်သားလေးကွီးဖြိုးဆိုတဲ့ပုဂ္ဂိုလ်ပဲဖြစ်ပါတယ် ဗိုလ်ချုပ်စော်မင်းထွန်းရဲ့ဒီကာလတွေထဲမှာပြောခဲ့တဲ့စကားအားလုံးထဲမှာကျွန်တော်ဒီစကားတစ်ခုကိုအကြိုက်ဆုံးပဲပေါ့ဒီတုတ်ပြန်ချက်ကိုအကြိုက်ဆုံးပဲပေါ့ကျွန်တော်တို့လက်ရှိမြန်မာစစ်တပ်နဲ့မြန်မာတပ်မတော်နဲ့ KNU နဲ့စစ်ဖြစ်ပွားနေတဲ့ချိန်မှာတိုက်ပွဲတွေဖြစ်ပွားနေတဲ့ချိန်မှာထိုင်းမဲကိုကြည်ကြတာတွေရှိတယ်အဲ့ဒါကိုထိုင်းကာကွယ်ဦးစီးချုပ်ကဒီလိုကကြည်ဆက်တိုက်ကြနေရင်တဲ့ကျွန်တော်တို့မြန်မာနိုင်ငံအပေါ်ဦးတဲ့အင်အားသုံးပြီးတော့နေဆက်ကိုဖြည့်ရှင်းရလိမ့်မယ်လို့သူပြောသွားတယ်ဒီအချိန်မှာဗိုလ်ချုပ်စော်မင်းထွန်းကပြောလိုက်တဲ့စကားကျွန်တော်တောက်လျှောက်နားထောင်ခဲ့ဘူးတဲ့စကားတွေထဲမှာဒီစကားတစ်ခွန်းဒီအမတန်မှဒီစကားဒီပေါ့နော်အမတန်မှတန်ဖိုးထားဖို့ကောင်းပါတယ်လေးစားဖို့လည်းကောင်းပါတယ်ဒါဘာပဲဖြစ်ဖြစ်သူပြောလိုက်တဲ့စကားရှင်းရှင်းလေးပဲနော်မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့စစ်ပွဲတွေနဲ့ပတ်သက်လို့ရှိရင်တဲ့အားကြလို့ရှိရင်လည်းအားကြလို့ရပါတယ်တဲ့ဘုရားတော်မင်းတို့ပြောသွားတာအားကြလို့ရပါတယ်တဲ့ပြီးရင်မြန်မာပြည်မှာဆိုင်ကယ်ဖမ်းတဲ့အဖွဲတတလောက်နဲ့မြန်မာတက်မတော်ကိုတဲ့ခွာရတိုင်းမှုမစင်းစားပါနဲ့တဲ့လူရဝင်ချင်းစာချက်ပါတဲ့နော်ဒီစကားဘုရားတော်မင်းတို့ကတမျိုးကြပြောတာမဟုတ်ဘူးနော်တမိုင်းအစဉ်လာရထိုင်းလူမျိုးတွေပေါ်မှာထိုင်းနိုင်ငံအပေါ်ကိုမြန်မာနိုင်ငံကဘယ်လိုဩဇာအာဏာတွေရှိခဲ့လဲဆိုတာကိုတမိုင်းကိုလက်ညှိုးထိုးပြတာဒါဒီနေရာမှာကျွန်တော်တို့ဘုသူဇော်မင်းတို့ပြောသွားတဲ့စကားကိုကျွန်တော်အကြိုက်ဆုံးပဲ ဒီစကားတွေကဇော်မဲလုံးပြောခဲ့တဲ့စကားတွေမဟုတ်ပါဘူး Revolution Entertainment ဆိုတဲ့အနီး page တစ်ခုကဇော်မဲလုံးကိုထိုးတဲ့အနေနဲ့ရေးခဲ့တဲ့ fake သတင်းပဲဖြစ်ပါတယ်ဇော်မဲလုံးကရွှေကုတ်ကိုကြားပြန်ကိစ္စနဲ့ပတ်သက်ပြီးတော့ထွက်ပြီးတော့ရှင်းဒီကလေးကနောက်တက်ပြောဆိုခဲ့တာမရှိသေးပါဘူးအဲ့ဒီလိုကြားပြန်ကိစ္စကိုထွက်ပြောတဲ့အချိန်တုန်းကလည်းရွှေကုတ်ကကြားပြန်အဆောက်အအုံတွေကိုမိုင်းခွဲဖျက်ဆီးတဲ့အခါမှာဟိုက်ဘက်ကန်းကိုအစအနတွေမကြောက်အောင်တေချာစီမံခဲ့ပါတယ်လို့ပဲကြောကြားသွားခဲ့တာဖြစ်ပါတယ်အနီး page တစ်ခုက fake လုပ်တဲ့သတင်းကိုစစ်တပ်ထောက်ခံသူအုပ်စုကဟုတ်တင်ပြီးတော့ဝမ်းသာအားရနဲ့ကြွေးကြော်နေကြတာဖြစ်ပါတယ် TikTok ဆက်ပါမှာလူရဝင်းချင်းစာချက်ဆိုတဲ့ keyword ကိုရိုက်ရှာလိုက်ရင်စစ်တပ်တောက်ခံသူအလုံးကဇော်မဲလုံးမပြောခဲ့တဲ့စကားတွေကိုဟုတ်တင်ပြီးတော့ဝမ်းသာအားရနဲ့ TikTok ရိုက်ထားတာတွေကိုတွေ့ရပါလိမ့်မယ်သူတို့ရဲ့အောက်က comment တွေမှာလည်းဘယ်စစ်ဘောမှာကမှဒါက fake သတင်းဖြစ်ကြောင်း check and balance လုပ်တာမျိုးမရှိတာကိုလည်းတွေ့ရပါလိမ့်မယ်ထိုင်းနိုင်ငံသားရေးဝန်ကြီးကမင်းအွန်လိုင်းကန်ကိုလာတွေ့ခဲ့တာဟာသူတို့ရဲ့ထိုင်းဆိုရအတွင်းပိုင်းထိပါဝင်ပတ်သက်နေတဲ့စောချစ်သူရဲ့ကြားပြန်ကိစ္စတာဖြစ်ကြောင်းကိုလည်းစစ်တပ်ထောက်ခံသူစော်ပေါ်တွေအနေနဲ့စဉ်းစားတတ်ဖို့မပေါ်ပါဘူးမြန်မာနိုင်ငံရဲ့ GDP ဟာ American Dollar ဘီလီယံ50ကျော်60ဝန်းကျင်သာရှိပြီးတော့ထိုင်းရဲ့ GDP ဟာ American Dollar 950ဘီလီယံရှိတယ်ဆိုတာကိုစစ်တပ်ထောက်ခံသူစော်ပေါ်အုပ်စုကသိမှာမဟုတ်ပါဘူးမင်းအွန်လိုင်းစစ်တပ်ရဲ့အဆင့်ဟာတရုတ်သားဝယ်မကဲရင်ပြည်မနာပြစ်ချင်ကို import သွင်းပြီးမှမှာစားနေရမယ့်အဆင့်ဆိုတာကိုထိုင်းငါကောင်တွေကတည်ပြီးသားဖြစ်ပါတယ် KNU နဲ့ Cobra PDF စစ်ကြောင်းတွေကတီးထုတ်လိုက်လို့ထိုင်းဘက်ကျန်းရာဘာကျန်းတွေကထိုင်းရဲတွေရဲ့ရှေ့မှာနှာခေါင်းထည့်ထိုးနေတဲ့မြန်မာစစ်တပ်ရဲ့အနေအထားကိုထိုင်းစစ်တပ်ကကြောက်နေစရာဘာကြောင့်မှရှိမှာမဟုတ်ပါဘူးထိုင်းနိုင်ငံအနေနဲ့သူတို့သာတကယ်လှုပ်ချင်ရင်မြန်မာနိုင်ငံကိုငွေကုန်ခံပြီးတော့စစ်တိုက်နေကြတော့မလို့ပဲနဲ့ KNU နဲ့ PDF တွေကိုလက်နက်ခဲယမ်းနဲ့ drone ဝယ်ယူဖို့လမ်းကြောင်းတွေဖွင့်ပေးလိုက်ရုံနဲ့မင်းအွန်လိုင်းထွက်ပြေးသွားပဲကိန်းဆိုင်သွားမယ်ဆိုတာကိုစစ်တပ်ထောက်ခံသူစော်ပေါ်တွေအနေနဲ့စဉ်းစားတတ်ပုံမပေါ်ပါဘူးထိုင်းနိုင်ငံဟာ American တန်ကနေ F-35B 8C အထိဝယ်ယူဖို့စူးစမ်းခဲ့တာကိုလည်းစစ်တပ်ထောက်ခံသူစော်ပေါ်တွေသိကြမဲ့ပုံမရှိပါဘူး American ကမယောင်းပေးခဲ့လို့သာမင်းအွန်လိုင်းအနေနဲ့တက်တာသွားတာပါရောင်းများရောင်းပေးခဲ့လိုက်ရင်နေပြည်တော်ပေါ်ကနေ F-35 တအုပ်လုံးတရက်6ခေါက်လောက်ဖြတ်ပြန်နေရင်တော့မင်းအွန်လိုင်းအနေနဲ့တိလိုက်မှာတော့မဟုတ်ပါဘူးမင်းအွန်လိုင်းတန်မှာ FU-30 3စင်းလောက်ပဲရှိပေမဲ့ထိုင်းမှာက FU-30 နဲ့ level ရှိတဲ့ Sweden တို့ JAS-39 Graben စက်မှတ်စီးရှိတယ်ဆိုတာကိုစစ်တပ်ထောက်ခံသူစော်ပေါ်တွေသိကြမဲ့ပုံမပေါ်ပါဘူး Graben နောက်ဆုံး trap ဘာရှင်စက်မှတ်စီးတက်မှာထားတယ်ဆိုတာကိုလည်း
စစ်တပ်ထောက်ခံသူစောက်ပေါ်တွေတိကျမဲ့ပုံမပေါ်ပါဘူးအချင်းချင်းပြန်ထောက်ကြတဲ့ chess can balance လည်းမရှိဘာဆိုဘာမှလည်းမသိပဲသူများပွားရင်အကုန်လိုက်ယုံတက်ကြတဲ့စစ်တပ်ထောက်ခံသူတိုင်းဝိုင်းဟာမလေးရှားလေတပ်လေရင်တစည်းကကောင်းကင်မှာစကီးပြနေတာကိုမြန်မာလေတပ်ကမြန်မာနဲ့ထိုင်းနေကြားချန်စီယိုပေါ်မှာခွာပြီးတော့ထိုင်းစစ်တပ်ကိုစိန်ခေါ်တဲ့အနေနဲ့စကီးပြနေတာပါဆိုပြီးဝမ်တာအာရဂိုယူနေကြတဲ့ TikTok ဗီဒီယိုဖိုင်တွေလည်းမနှဲမနှောပါပဲတစ်ချိန်လုံးကလည်းရိုဟင်ဂျာဆိုတဲ့နာမည်ကိုဆက်သုံးဆွဲနေရင်ကုလသမဂ္ဂအစည်းအဝေးခန်းထဲကနေပတ်ခွာသွားမယ်ဆိုပြီးတော့နိုင်ငံခြားရေးဝန်ကြီးဝဏ္ဏမောင်လင်ကပြောခဲ့ကြောင်းဆိုတဲ့ fake သတင်းကိုလည်းစစ်တပ် lobby စောက်ပေါ်တွေကဟုတ်ထင်ပြီးတော့စစ်တပ်ထောက်ခံပွဲစင်ပေါ်မှာတောင်တက်ပြောခဲ့ကြပါသေးတယ်။ export လုပ်စီရဆိုလို့စံနဲ့စိန်တလုံးတရက်သီးတာရှိပြီးတော့မူဆယ်တရုတ်ကုန်သွယ်ရေးလမ်းကြောင်းပိတ်လိုက်ရုံနဲ့တိုင်ပတ်နေတဲ့တိုင်းပြည်ကကုလသမဂ္ဂအစည်းအဝေးခန်းပါတယ်မှာအဲ့ဒီလိုတွေပြောဖို့ခွန်အားရှိလိမ့်မယ်မဟုတ်ဘူးဆိုတာကိုစစ်တပ်တောက်ခံသူစောက်ပေါ်တွေစဉ်းစားတတ်ဖို့မပေါ်ပါဘူး။ဝဏ္ဏမောင်လင်ကအဲ့ဒီလိုပြောခဲ့ကြောင်းဆိုတဲ့သတင်းစုအထောက်ထားလဲဘာတစ်ခုမှမရှိပါဘူး။စစ်တပ်ထောက်ခံသူတွေအနေနဲ့ဒေါ်အောင်ဆန်းစုကြည် NLD နဲ့ NUG ကိုမကြိုက်တာကကိစ္စမရှိပါဘူး။ဒါပေမဲ့ကြောက်တော်ကိစ္စညဦးစေးရုံကိစ္စအပါဝင်ဘယ်အရာကိုမဆိုသူတစ်ပါးကနပါးကျိုးတိုးချင်းထဲသမျှကိုဟုတ်တင်ပြီးတော့လူပြစ်မရှုံးရလေအောင်ကိုယ်ပိုင်အုံးမကိုလည်းအသုံးပြုကြဖို့အကြံပြုချင်ပါတယ်။အစအဆုံးနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ရဒီမှာလဲနိုင်ငံရေးမှတ်တမ်းသတင်းမှတ်တမ်းနဲ့သတင်းသုံးသပ်ချက်တွေကိုဆက်လက်တင်ဆက်ပေးသွားမှာမလို့ကျွန်တော်ရဲ့မိုးစင်မွန် YouTube Channel ကို Subscribe လုပ်ထားပေးဖို့မေတ္တာရပ်ခံပါတယ်။အားလုံးပဲဘေးရန်တွေအပေါ်မှာကင်းဝေးကြပါစေ။